အားလုံးပဲမင်္ဂလာပါရှင်ကျမကတော့အင်္ဂလိပ်စာတီချေလေးတီချေပုံညက်ခိုင်ပါကျမဒီနေ့ဗာကြောင်းရနဲ့ပတ်သက်ပြီးတော့ထပ်ပြီး sharing လုပ်ပေးမလို့လဲဆိုတော့မနေ့ကအကြောင်းလေးနဲ့ဆက်ပြီးတော့ပါပဲအဲကြောင့်မို့ကျမနေ့တိုင်းဒီနေ့ဆက်ပြီးတော့တင်ပေးလိုက်တာပါနော်ကျမဒီနေ့ကအားလုံးနည်းနည်းလေးလွယ်အတိလေးလွယ်နေတဲ့ကိစ္စလေးပေါ့နော်ဘာလဲဆိုတော့အဲ countable uncountable ပဲအဲ့ဒီအကြောင်းရလေးနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးပြောပြပါမယ်နော် money အားလုံးသိကြတဲ့ money ပတ်စံပေါ့နော်အဲ့ money က countable လား uncountable လို့ထင်ကြလားတွေ့ကြည့်လိုက်ပါဘာလို့ထင်လဲ money ကိုဘာလို့ထင်လဲများအဖြစ်တော့100 200ကျမတို့မြန်မာငွေဆို100 200ကြီးရနော်ကဲအဲ့ဆိုရင် money ကတော့တကယ်တမ်းက uncountable နောက်ပေါ့ uncountable ပါပြောရကျမပြောသလိုပဲဆွမ်းနာလိုပဲ100 200 1000 2000ဟလာ1000 2000ကြီးတယ်ဘာလို့ uncountable နောက်လို့ပြောရလဲ money ကကျမတို့ကရေးတွက်လို့မရဘူးဆိုတာကျမတို့သူ့ရဲ့ values ကိုပဲဒီကတန်ဖိုးကိုပဲရေးတာပါအဲ့ပတ်စံကိုရေးတာမဟုတ်ဘူးလေနော်အဲ့ကြတော့ money ကိုကျမတို့က uncountable နောက်အနေနဲ့သုံးပါတယ်နော်ကျမပြောတာလေးလွယ်နေတယ်ထင်ရင် check လုပ်လို့ရပါတယ် money က uncountable နောက်မှာတကယ်လို့ money ဒါ countable နောက်ဆိုကျမတို့က countable နောက်ဆိုတဲ့သဘောတရားရ countable နောက် uncountable နောက်ဘလို့ဒီပုံရအဖြစ်ဘလို့ခွဲလဲဆို countable နောက်တွေကသူ့ကိုခွဲချမ်းစိတ်ပြန်လိုက်ရင်အဲ့ countable နောက်ရဲ့မူလအရေးအသွေးပျက်စီးသွားတယ်ပေါ့နော် uncountable နောက်တွေကသူ့ကိုခွဲချမ်းစိတ်ပြန်လိုက်ရင်မူလအရေးအသွေးမပျက်စီးသွားအဲ့ဒါ uncountable နောက်ပါနော်ဒါ money က uncountable ပါနော် money က uncountable ပါနော်ကျမပြောလိုက်ပါပြီကျမပြောတာလေးကိုမှားနေတယ်ထင်ရင် check လုပ်လို့ရပါတယ်ရှင် money က uncountable ပါ okay ပါနော်